မောင်ရေဈေးကဝတ်သားရလို့မြင့်နဲ့ရောချက်မလို့ဆိုင်မှာမြင့်သွားဝယ်ပေးပါလား အေးပါမိမရာကိုအမြန်ဆုံးသွားဝယ်ပေးမယ် ဝက်သားနဲ့မြစ်ချင်ဟင်းဆိုတော့ရှယ်ပဲဟေးမြန်သွားမ ကိုဝက်ရေကျွန်တော်မိမကမြင့်ဝယ်ခိုင်းလိုက်လို့ဗျာမြင့်ကောင်းကောင်းလေးပေးပါဦးအေးပါကွာစိတ်ချကိုဆိုင်ကမြင့်ကအကောင်းဆုံးပဲဟာမင်းကနောက်ကျသွားပြီကိုကျွတ်ရေမြင့်ကကုံသွားပြီဒါပေမဲ့ဒီမှာဝါလုံးအဆူတွေတော့ရှိတယ်ဟာကိုဝက်ကလေးကျွန်တော်ကဟင်းချက်ဖို့လေဝါလုံးကြီးတွေဘာလို့ရမှာလဲ မင်းကလည်းမသိဘူးမြစ်ဆိုတာကြီးလိုက်ရင်ဝါဖြစ်တာလေကွာယူသွားလိုက်ကိုဝက်ပြောတာဟုတ်သားပဲမြစ်ကြီးရင်ဝါဖြစ်တာပဲဟာတူပဲနေမှာပါမိမတော့ပျော်တော့မှာပဲဟောမိမ ညက်မရှိလို့အတူတူပဲဆိုပြီးဝါလုံးတွေဝယ်လာခဲ့တယ် ချက်တော့ရှင် ရှင်ဘာပြောလိုက်တယ်လဲနှုံလိုက်တဲ့ယောက်ျားဝါလုံးကိုဘလို့ချက်စားမှလဲဒီတခါတော့မှတ်လောက်အောင်ကိုရိုက်မယ်ဟာမိမရဲ့မလောက်ပါနဲ့